အကျိုးရှိတဲ့အလောက်ကလေးနဲ့သွားလောက်ရတော့လေအချိန်ပေါင်းများစွာဖြစ်တာပေါ့ကထိန်ကိုပဲ၄-၅-၈ချိန်လောက်ပထမဆုံး2ချိန်လောက်ကတော့တဦးချင်းနဲ့သွားတယ်နောက်3ချိန်မြောက်ကနေပြီးတော့တစ်နှစ်ကို2ဦးအဲ့ဒါလိုမျိုးလှူပေးလိုက်တယ်သူတို့လည်းမဆောင်နိုင်ဘူးဆိုတော့အဲ့ဒါဆို2ကြောင်းကထိန်လူရှင်တွေလှုပ်ပေးလိုက်တယ်စီမံပေးလိုက်မိမိကတော့တရားဓမ္မတွေမရောက်ဘူးရင်သွားရအောင်ဆိုပြီးတော့အထူးသဖြင့်အမြဲတမ်းဆွမ်းလောင်းနေတဲ့ဆွမ်းငံလန်းကတရားဓမ္မတွေကိုဦးစားပေးပြီးတော့ခေါ်သွားတယ်ပေါ့တဲ့အိမ်တရားအနေနဲ့ရောက်ဘူးအောင်ပထမဆုံးကတော့သူတို့တွေဗာပြောလဲဆိုတော့ကထိန်ဆိုတော့ကိုရွာမှာလဲကထိန်မှာပဲဆိုပြီးတော့မသွားချင်ကြဘူးရပါတယ်ပြန်လာတဲ့အခါကျတော့မတ်တန်းတင်ခွေလေးတွေပေးတယ်နောက်ပါတယ်လေတပ်ပုတ်အဲ့ဒီတော့ဖုန်းတွေမပေါ်ခင်တော့ဘုန်းကြီးကကင်မရာတွေနှလုံးထားတယ်3လုံးလောက်ထားတယ်ဗီဒီယိုကင်မရာဝတပ်ပုတ်ကင်မရာတွေရောအဲ့လိုမျိုးထားတော့တပ်ပုတ်တွေရိုက်ပြီးတော့ပြစ်တန်းလက်ဆောင်ပေးအဲ့ဒီတော့မှသူတို့လည်းသွားချင်လာတယ်သူသွားမယ်ငါသွားမယ်ဆိုတော့အဲ့မှာမိတ်စနစ်နဲ့3ဟန်ကာမဆန်လို့လိုက်ထွက်အော်ရကာအစ္စပါကာမဆန်လို့နောက်နေ့တည်ကြတော့လိုက်ထွက်က2စီ3စီတခါလေး4စီလောက်ပါတယ်အဲ့ဒီအစ္စပါကာတစ်စီနဲ့လူ80ဝန်းကျင်လောက်ဓမ္မမဟုတ်90ဝန်းကျင်လောက်ပါတယ်အဲ့ဒါသူတို့ကိုဦးဇင်းခေါ်သွားတယ်ကထိန်ဆိုတော့နောက်ပိုင်းသူတို့လည်းသွားချင်တာပေါ့ပြောချင်တာပါလဲဆိုတော့အကျိုးရှိတဲ့အလုပ်ကလေးကိုလုပ်တဲ့အကြောင်းပြောတာပေါ့ငါလူရဲ့ငါကားပဲဆိုပြီးအဲ့ဒီလိုမျိုးအတ္တကြီးနဲ့တော့သိမ့်ပိုက်မထားပါဘူးကျောင်းမှာလိုအပ်တယ်ပါပဲ3ဒီလိုပေါ့ဟိုအိဇီကားလေးကတော့စွန်းစားကြွတဲ့အခါမှာပရိရွကြွတဲ့အခါမှာယဟန်5ပါး3ပါးထိုင်လို့အစင်းပြအောင်ဆိုပြီးတော့အဲ့ဒါလေးကိုတော့သူတို့လှူလို့အလှခံထားတယ်ပေါ့အဲ့ဒါလည်းပဲငါကားပါလို့တမှုတိသစ္စာကတော့စကားပြောမိပါတယ်ပရမတ္ထသစ္စာကတော့မငါကမဟုတ်ပါဘူးဘုန်းကြီးကမဟုတ်ပါဘူးသူလည်းရုပ်ဝတ္ထုတတ်ပါပဲဟိုနည်းနည်းနားလေတဲ့စကားလုံးနဲ့ပြောသိရင်ကိုယ်နောက်မပါဘူးလို့ဒီလိုပြောချင်တာဟုတ်တဲပြောလို့ရှိရင်ဟိုဒီပြမှာဆိုတော့အကြောင်းအရာကိုခြေပပြီးတော့ပြောတာတဲပြောရင်တော့သိရင်ငါနောက်မပါဘူးဆိုတာဘုန်းကြီးသိတယ်သိပေမဲ့လို့ပုထုဇဉ်တွေရဲ့စိတ်ဓာတ်ကအပြောင်းလဲမြင်နေအဲ့ဒါဥစဉ်ပြောချင်တာဘာဖြစ်လို့လဲဆိုတော့ဥစဉ်တူမလေးတွေစစ်ပေးရှောင်လာတယ်9လလောက်ကြာတယ်ပေါ့နောက်ပိုင်းသူတို့ပြန်ကျင်ပြီးဆိုတော့သဘောပဲလို့ပြောလိုက်တော့လူကြီးတဲ့ခလေးပေါ်မှာတန်ရွှေစင်ဖြစ်သွားတယ်ဗျာတန်ရွှေစင်ဖြစ်တော့အဲ့ဒီနေ့တစ်နေ့လုံးကဘုန်းကြီးနေလို့မပြောဖြစ်သွားတယ်အဲ့ဒါနဲ့ပြန်ပြီးတော့နှလုံးသွင်းဆင်ခြင်တော့မှခလေးကလည်းယောက်ျားလေးမို့လို့ပါမိန်းကလေးဆိုတော့အဲ့လောက်ကြီးဖြစ်မယ်မထင်ပါဘူးယောက်ျားလေးဆိုတော့ तू ကဘယ်စလို့အိုင်ဆုံးဖုံးပေးပြီးဆိုရင် तू ကမုတ်လာတောင်းတဲ့ခလေးဆိုတော့အေးမုတ်လေးတစ်ခုပေးလိုက်ရင်ပြောပြီးတော့ပြန်သွားတယ်သူမီဒီယာမှာသွားပြီးတော့ဟိုဘက်အဆောင်မှာစားတယ်ပေါ့ဒါလေးကိုကြည့်ပြီးတော့တန်ရုံးစင်ဖြစ်ပြီးသွားတယ်ဒါပြောပြတာအဲ့ဒီနေ့ကတစ်နေ့လုံးဘုန်းကြီးစိတ်မကောင်းဖြစ်သွားတယ်နောက်တော့မှပြန်စဉ်းစားတယ်သိရင်ကိုနောက်မပါဘူးဟုတ်တယ်မလားနော်သိရင်ငါနောက်မပါဘူးဟာလားတက်မဲ့လည်းမပါဘူးသိရှိလည်းမပါဘူးအဲ့လိုပြန်နှလုံးသွင်းဆင်ခြင်ပြီးတော့မှအနိစ္စချက်ဒုက္ခချက်အနတ္တချက်ဟုတ်လေဟိုတင်းပြုတ်လေထိုင်လို့ရတယ်လို့ထိုင်လိုက်လေဒီကမကြီးထိုင်ရတာဆိုတာခီးပုံသွားတဲ့ပုံစံနဲ့ပေါ့သွားရတာပဲမတွေ့ဘူးလားဟိုမှာမိုင်မောင်း1000ကျော်တဲ့ကိုတော်တွေဘယ်နဲ့လဲ2000နော်ကဲမိုင်မောင်း2000ကျော်တဲ့သွားတဲ့ကိုတော်လေးတွေဘယ်လိုလုပ်မလဲဒီလိုပဲလေသူတို့ကဒူတင်ဆောက်တည်ပြီးတော့သွားတာဆိုတော့ခုံကြီးတွေဘာယူမဖုံးဘူးတပိတ်တဲ့ထည့်ပြီးတော့ဒီမှာလွင်သီးကောင်တို့မို့တစ်ပင်အောင်မှာအဲ့ဒါလိုတိုင်းပုံလိုက်တာလေဆိုတော့ကိစ္စဝိစ္စာတအားနေသွားတယ်ရှင်းသွားတယ်အဲ့ဒါအမယဟန်တို့ကတော့ကိစ္စဝိဇ္ဇာနေနိုင်ပြနေအောင်လုပ်ရတာဒါပေမဲ့ခက်တာကလည်းတစ်ကြောင်းပြီးတစ်ကြောင်းတစ်ကြောင်းပြီးတစ်ကြောင်းတို့လာတော့ကိစ္စဝိဇ္ဇာများလာတယ်နော်အဲ့ဒါကြောင့်နေအောင်လုပ်ရမှာဘုန်းကြီးတို့ကဘာဖြစ်များအောင်ကျင့်နေတယ်လို့ဖြစ်နေတယ်အဲကြောင့်တခါတည်းစကားကိုလွတ်ပြောရတယ်ရှင်ဘုရားဘုန်းကြီးယဟန်တန်ခါဘယ်နှပါးရှိလဲ9ပါးလောက်တော့ရှိပါရဲ့ကျောင်းနေရလဲများလိုက်တာဘုရားဒီကိုယ်တော်ကြီးကျောင်းလူချင်းလို့လားမသိဘူးဟာလားဒီကိုယ်တော်ကြီးဒီလောက်မေးနေတယ်ကျောင်းလူချင်းတဲ့သူတွေဟာလား
အမှန်တော့အဲ့လိုမဟုတ်ပါဘူးသူတို့ကဘုန်းကြီးဘယ်နှပါးရှိတယ်အကြောင်းတရားအများကြီးပဲဒီမှာတရားစခန်းဖွင့်နေတာတော့သူတို့မသိဘူးပေါ့အဲ့ဒါလည်းဆိုတပည့်တော်ဗျာတကြံရက်မှာ10ရက်15ရက်လောက်တော့တရားစခန်းဖွင့်ပါတယ်ဗျာဒါကြောင့်ယောဂီဆောင်လေးကိုစောင်းလို့လူတန်းစောင်းလို့ထားပါတယ်ဆိုပြီးအဲ့ဒီလိုမျိုးပြောတာပါအဲ့ဒါသူတို့တွေကတိုက်သဘောမပေါက်ဘူးပေါ့နော်အဲ့ဒါကြောင့်ဘာဝနာဆိုတဲ့တရားလေးချမ်းရန်လှူနိုင်လို့ရှိရဲ့ခုနကပြောတယ်လို့ပေါ့ပစ္စည်းဥစ္စာတက်ရှိတက်မဲ့တွေနဲ့စွန့်လို့ရတဲ့အခါခွဲခါရတဲ့အခါမှာဝမ်းနည်းမှုကြေကွဲမှုမရှိဘူးဒါပြောတာဒါကြောင့်ဘာဝနာဉာဏ်လေးတွေရအောင်ကြိုးစားစီခြင်းနဲ့သင်ညာပေါ့ဘာဝနာဉာဏ်ကရုပ်တရားနံတရားအစစ်မှန်တွေကိုထိုးထွင်းမသိသေးဘူးဆိုရင်တင်ညာအမှတ်သားလေးနဲ့ပေါ့ဒါမမြဲတဲ့သဘောတရားဒါဆင်းရဲတဲ့သဘောတရားဒါမမြဲတဲ့သဘောတရားလို့ဒီလောက်ကလေးပဲအမှတ်သားနေတာလှူခဲ့မယ်ချမ်းရန်လှူခဲ့မယ်ဆိုရင်ဒါလည်းအကျိုးရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ဘုရားရှင်လက်ထက်ကယဟန်တော်တစ်ပါးရေနဲ့လည်းနီးစပ်တယ်တောနဲ့လည်းနီးစပ်တဲ့နေရာမှာတရားအားထုတ်တော့အခုလိုရာသီမျိုးပေါ့အခုလိုရာသီမျိုးမှာတိရွတ်တွေတစ်ပင်ကနေပြီးတော့တပြေးပြေးဝါပြီးတော့ပြုတ်ကြကြွေကြအဲ့ဒီယဟန်ကအဲ့ဒီတစ်ပင်ကြီးကကြွေကြလာတဲ့တိရွတ်တွေကိုချီပြီးတော့မမြဲတဲ့သဘောတရားပဲလို့နှလုံးသွင်းတယ်ဆင်းရဲတဲ့သဘောတရားပဲလို့နှလုံးသွင်းတယ်အမြဲမရှိတဲ့သဘောတရားပဲလို့သူကတော့ရုပ်ပရမဏပရမတ်တွေကိုတော်တော်လေးထိုးထွင်းသိတဲ့အသိဉာဏ်ရှိပါတယ်အဲ့ဒီယဟန်ကအဲ့ဒါနဲ့အဲ့ဒီလိုနှလုံးသွင်းပြီးတော့ဘာဝနာတွေရှုမှတ်ပွားများနေတော့ဒုက္ခန္တာကိုမှလည်းထိုနည်း၎င်းနှလုံးသွင်းတယ်နေဆာချက်ဒုက္ခချက်အနတ္တချက်တွေနဲ့အဲ့ဒီလိုလေးတွေနှလုံးသွင်းပြီးတော့တိတ်တိတ်တော့ကွယ်လွန်သွားတယ်ပေါ့ကွယ်လွန်ပြီးတော့ဒီဘုရားလက်ထက်မှာပဲယဟန်လာဖြစ်တယ်ပဲပြောပါတော့ယဟန်လာဖြစ်တော့အဲ့ဒီမှာမြတ်စွာဘုရားကတရားဟောတာအနိစ္စတရားဒုက္ခတရားအနတ္တတရားလို့ဟောလိုက်တယ်ဒါပေမဲ့ तू ကအတိတ်ဘဝကရင့်ကျက်တဲ့ပါရမီတွေအိန္ဒြေတွေကတအားကောင်းနေတဲ့အခါဘုရားရှင်ကအနိစ္စလို့ပြောလိုက်တာနဲ့သူ့ရဲ့နှလုံးသားထဲမှာအနိစ္စချက်ဒုက္ခချက်အနတ္တချက်တရားလေအဲ့ဒီမှာမမြဲတာတွေကခန္ဓာကိုယ်ထဲမှာပေါ်ပေါ်ကြီးပေါ်နေဗဟိတကြည့်လည်းပဲပေါ်ပေါ်ကြီးပေါ်နေတယ်မမြဲတဲ့တရားတွေဖြစ်ပြီးတော့ပြတ်သွားတဲ့တရားတွေဒီလိုကိုမြင်တာတလောတော့စကားစမ်းပြီးလို့ပြောတယ်လို့ပေါ့နော်ပဇနအတိဆရာမတူပေါ့နော်သူကပါဠိတော်တွေကိုပြန်ဆိုခဲ့ဘူးတယ်ပါဠိတော်ဆိုတာကလူတွေသတ်မှတ်ထားတဲ့ပါဠိတော်တွေပေါ့ပြန်ဆိုခဲ့ဘူးတယ်ပြန်ဆိုခဲ့ဘူးတော့အခုချိန်မှာအဲ့ဒီပါဠိတော်တွေကိုစက်နဲ့ပဲဖွင့်ဖွင့်ယဟန်တန်ဃာတွေပဲရွတ်ဖတ်ဆိုသူကလိုက်ဆိုလို့ရတယ်ဆိုနိုင်တယ်ပေါ့အဲ့ဒါလောက်ထိသူ့မှာမှတ်သားဉာဏ်လေးကကောင်းနေတယ်ဒါဥစဉ်ကတာတုခေါ်တာပေါ့ဒီလိုမျိုးပဲလို့ကိုကလေ့ကျင့်ထားတာအောင်မြင်မှုရခဲ့တယ်အဲ့ဒီလိုစကားတန်လေးတွေတရားတန်လေးတွေကြားလိုက်တာနဲ့အနိစ္စလို့ပြောလိုက်တာနဲ့သူကလေ့ကျင့်မှုအောင်မြင်ခဲ့တဲ့ယဟန်တစ်ပါးဖြစ်ခြင်းကြောင့်မမြဲတဲ့တရားပါလို့ခန္ဓာကိုယ်မှာနှလုံးသွင်းတယ်ဒုက္ခလို့မြတ်စွာဘုရားဟောလိုက်တာနဲ့ဆင်းရဲတဲ့သဘောတရားပါလို့နှလုံးသွင်းလိုက်တယ်နောက်တစ်ခါအနတ္တလို့လိုက်တာနဲ့မမြဲတဲ့သဘောတရားပါလို့ဒီလိုနှလုံးသွင်းတယ်ဖြစ်ခြင်းပြည့်ခြင်းပြည့်နှိမ့်ဆက်ခံနေရတဲ့ဖြစ်ပြီးပြတ်သွားတဲ့သဘောတရားတွေသူမြင်အောင်ကြည့်လိုက်တယ်မြင်တဲ့အတွက်အိဋ္ဌပဲလို့ဒီလိုသူကနှလုံးသွင်းတယ်ဖြစ်ခြင်းပြည့်ခြင်းပြည့်အနိစ္စခံနေရတဲ့သဘောတရားတွေသူမြင်အောင်ကြည့်တယ်မြင်တဲ့အတွက်ကြောင့်ဒုက္ခပါလို့နှလုံးသွင်းတယ်မပျက်စီးပဲအကျိတ်ခဲခိမအပြည့်နှစ်သာရမရှိတဲ့သဘောတရားတွေကိုသူ့ရဲ့နှလုံးသားတွေကအသိဉာဏ်နဲ့လှမ်းပြီးတော့ထိုးထွင်းသိကြည့်လိုက်တဲ့အခါမြင်တဲ့အခါအနတ္တလို့ဒီလိုနှလုံးသွင်းတယ်အဲ့ဒါပဲအလိကျင့်ဆိုတာဒါပြောတာ